ကောင်းမလေးတယောက်တနေ့သူ့ဖီရောင်းနေတဲ့မုံဖျားတစ်ဖျားကိုယူပြီးလမ်းမီးမှာတောင်းစားနေတဲ့လူကြီးတယောက်ကိုတနာကွာလာကြောင်းဟုတ်ဒီမုံကိုစားပါလို့လှမ်းပေးလိုက်တယ်လူကြီးကမုံကိုလက်ခံယူပြီးပြုံးပြုံးကြီးနဲ့သူ့အိတ်ထဲကစုပ်တန်တစ်ကြောင်းထုတ်ပေးတယ်ဒီစုပ်တန်ကသမီးဘွားကိုပြောင်းလဲပေးလိမ့်မယ်လို့ပြောလိုက်တာနဲ့ကောင်းမလေးသူ့ဖေကိုတွားပြီးအားလုံးပြောပြတယ်ဒါပေမဲ့အဖေကမယုံဘူးတောင်းစားတဲ့လူပြောတာဘယ်လိုယုံမလဲဆိုပြီးပြောလိုက်တယ်ကောင်းမလေးစုပ်တန်ကိုဘေးချထားပြီးပုံဆွဲနေချိန်စုပ်တန်ကရောင်စုံဘောပင်ကဖြစ်ပြောင်းသွားတယ်ကောင်းမလေးပြောသွားတယ်အဖေဆိုင်ကိုကြည့်လိုက်တော့ဝယ်သူနည်းနည်းပဲရှိတယ်အဖေကပင်ပင်မန်းမန်းမုံဖုတ်နေတယ်ကောင်းမလေးစိတ်မကောင်းဖြစ်သွားတယ်ဒါနဲ့သူတောင်းစားပေးတဲ့စုပ်တန်ဘောပင်နဲ့ပုံတပုံဆွဲလိုက်တယ်အဖေဆိုင်ရှိလူတွေပြည့်ကြနေတဲ့ပုံမှာဆွဲပြီးတဲ့နောက်စက္ကန့်မှာပဲအမှန်တကယ်လူတွေစုပြုံလာတယ်ဆိုင်ရှိအလူရဝယ်ယူကြတယ်ကောင်းမလေးသဘောပေါက်သွားပြီဒီစုပ်တန်ကဆွဲတာကိုအမှန်တကယ်ဖြစ်စေနိုင်တာပဲလို့အဖေပင်မန်းနေတဲ့ပုံကိုကြည့်ပြီးထပ်ဆွဲလိုက်တယ်အဖေကချမ်းသာတဲ့တထေးကြီးရဲ့ပျောက်ဆုံးသွားတဲ့သားဆိုတဲ့ပုံမှာမထင်မှတ်ပဲဆိုင်ရှိကိုလှပတဲ့ဇင်ခံကားကြီးတစ်စီးထိုးရက်လာတယ်ကားထဲကဆင်းလာတဲ့တထေးကြီးကအဖေကိုမြင်လာတဲ့မျက်ရည်ပါကျလာပြီးသားငါသားပဲလို့ခေါ်တယ်အဖေအံ့ဩသွားတယ်မယုံနိုင်ဖြစ်နေတယ်ခွဲခွာခဲ့တဲ့နှစ်တွေအတွက်ပြန်ဖြစ်စီးမယ်ဆိုပြီးတထေးကြီးကတရားတလုံးပေးတယ်အထက်မှာဇင်ခံကားတော့ဗီလာအိမ်တော့နဲ့ဒေါ်လာ100 မီလီယံထည့်ထားတဲ့ဘန်ကက်တွေခေါ်တယ်အဖေမယုံနိုင်သေးဘူးအနားမှာကင်မရာတွေအများကြီးတွေ့တော့ဒါ variety show ရိုက်နေတာထင်တယ်ငါကတရုပ်ဆောင်ခိုင်းတာလေလို့ထင်သွားတယ်ဒါနဲ့ကားပေါ်တက်လိုက်လာတယ်ကားပေါ်မှာတထေးကြီးကပျော်ပျော်ရွှင်ရွှင်နဲ့တားအကောင့်မှာငွေအများကြီးလွှဲပြီးလို့ပြောတယ်အဖေကလည်းလက်ကိုတင်းတင်းဆုပ်ပြီးတရုပ်ဆောင်ကကောင်းကောင်းရမယ်ထင်တယ်လို့စိတ်ထဲမှာတွေးပြီးပြောနေတယ်အဲ့ဒီချိန်ကောင်းမလေးပုံထပ်ဆွဲပြန်တယ်အဖေမှာလှပတဲ့မိန်းမတယောက်ရှိစေချင်တယ်ဆိုပြီးတထေးဗီလာရောက်တဲ့အခါလှပမိန်းမတယောက်တကားရှိမှစောင့်နေပြီးတားဖြစ်နေတယ်တထေးကြီးကဒီမိန်းမကိုမင်းရဲ့အကူအညီမန်နေဂျာအဖြစ်ခန့်ထားထားတယ်လို့ပြောတယ်ထပ်ပြီးကုမ္ပဏီတစ်လုံးကိုလက်ဆောင်ပေးလိုက်တယ်အဖေကြည့်လိုက်တော့အဲ့ဒီကုမ္ပဏီကမကြသေးခင်မှာသူ့ကိုအလွတ်ထုတ်လိုက်တဲ့နေရာဖြစ်နေတယ်သူ့ကိုနှင်ခဲ့တဲ့လူတွေအကုန်အဲ့ဒီမှာပဲအလွတ်လုပ်နေကြတာရှိုးရိုက်နေတာပဲလို့ထင်နေတဲ့အဖေကကုမ္ပဏီရောက်တာနဲ့သူ့ကိုနှင်ခဲ့တဲ့လူတိုင်းကိုတယောက်ပြီးတယောက်ပါးရိုက်ဖြစ်တယ်သူတို့အန်ဟောတုံလုံးနေတဲ့မျက်နှာတွေကိုကြည့်ပြီးတရုပ်ဆောင်ခေါင်းလိုက်တာလို့စိတ်ထဲမှာတော့ချီးကျူးနေတယ်အဲ့ဒီအချိန်အကူအညီမန်နေဂျာမိမဝင်လာပြီးကြေညာလိုက်တယ်ဒီနေ့ကစပြီးဒီလူကကုမ္ပဏီရဲ့ CEO အသက်ပါလို့ဒါပေမဲ့မန်နေဂျာကမယုံဘူးလုံခြုံရေးတွေကိုဒီလူကိုဖမ်းလိုက်လို့အမိန့်ထုတ်တယ်ဝန်ထမ်းတယောက်ကဝိုင်ဘလင်းကိုယူပြီးအဖေကိုရိုက်ဖို့ပြေးလာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတစ်ဖက်မှာကုမ္ပဏီကပချီထပ်ဆွဲပြီးသားဖြစ်နေတယ်အဖေကစူပါဟီးရိုးဖြစ်နေတဲ့ပုံပါလို့ဘာဖြစ်မလဲဆိုတာတော့နောက်တစ်ခဏအတွင်းသိရတော့မယ်